နေ့ဟင်းပါလို့လဲဆိုတော့ပဲပုတ်ရှမ်းပဲပုတ်ပေါ့ထိုနောက်တိုင်းအဲ့ဟိုကျွတ်တုံပြူထဲမယ်ဂျင်းထဲမယ်ငုတ်ဒီစိန်ထဲမယ်ပြီးရင်တချို့ကရှမ်းနန်နန်ကြိုက်တယ်တချို့ကကလန်းနန်နန်ကြိုက်တယ်ဘေးကရှမ်းနန်နန်ကြိုက်တဲ့ဟာကျတော့ရှမ်းနန်နန်ပဲထည့်ရအဲ့ဟာဗာထည့်မလဲအချုံမှုနည်းနည်းထည့်မယ်စားနည်းနည်းထည့်မယ်ပြီးရင်ဒီမင်းနဲ့စားလို့ရတယ်ဒီချွေးလေးလောက်သားတစ်ခါတလေရိုက်တာတော့နေ့တိုင်းရက်ဖြစ်တယ်ပြီးရင်နဲမယ်ဒါမမေးလို့အိမ်မှာလုပ်တဲ့ဟာဆိုရင်လို့စစ်စီးလေးတွေဖြစ်တယ်ဒါပဲသူတို့ကဘယ်လိုလို့မစီဘူးလားတိတ်မစီဘူးပြုတ်သားမရလို့တယ်လမျိုးကပြုတ်သားမရရင်လည်းမစီဘူးဖြစ်တယ်ဒါပေမဲ့နေတဲ့လက်ကမင်းလို့လုပ်တဲ့ဟာဆိုရင်တော့လုံးဝကိုအရန်စီးရယ်ဘာဖြစ်လို့လဲမင်းတို့ကရှမ်းစစ်တယ်ဆိုတော့အဲကြောင့်မလို့အရန်တိရတွေလုံလေးကိုပေါ့အမေတို့မလုပ်တတ်ပါဘူးပြောပြတာဒီမှာရှမ်းပဲပုတ်လေးရပါတယ်ဘယ်လိုပြောမလဲရှမ်းမယူရင်တော့ပဲပုတ်လို့ကြက်ရမယ်နော်ရပြီအဲ့လိုဘာလို့ပြန်လို့ရမလဲမင်းခွာရွက်တုတ်ရမယ်မင်းခွာရွက်တုတ်မရမယ်မင်းခွာရွက်တုတ်ပြီးပြီဆိုရင်ရပြီတော့ပဲစားငငယ်ရင်မကောင်းတော့စူပွားလည်းမကောင်း